မင်္ဂလာပါပေါ်မြူတိုလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ channel လေးကို like and subscribe လုပ်ပေးသွားပါနော်မိုးရွာညရေခေါ်တန်ဝင်းနဲ့သူ့အမေဟာရွာနာကအိမ်ဟောင်းလေးကိုပြောင်းနေကြတယ်အိမ်ကတက်သားတိုင်ကြီးတွေနဲ့တီထားပြီးမိုးရွာတဲ့ညတိုင်းတိုင်တွေကြားကကုတ်ကုတ်လို့အတန်ထွက်တတ်တယ်မိုးအသေးထန်ဆုံးညတညမှာဝင်းတလောင်အိမ်မပြောဘူးမီးဖို့ခန်းဖက်ကနေဝင်းရေဝင်းလို့တိတ်တိတ်လေးခေါ်တန်တန်ကြားလိုက်တယ်အမေခေါ်တာပဲလားလို့ထင်ပြီးထွက်ကြည့်လိုက်တယ်ဒါပေမဲ့မီးဖို့ခန်းထဲမှာဘယ်သူမှမရှိနေဘူးမီးပေါ်ကပငန်းလေးတစ်လုံးပဲလှုပ်လှုပ်ရှားရှားလှုပ်နေတယ်အဲ့အချိန်မှာအမေကအိတ်ခမ်းထဲကနေထွက်လာပြီးမေးတယ်တာဝင်းဘာလုပ်နေတာလဲဝင်းရုတ်တရက်အေးဆက်သွားတယ်အမေမီးဖို့ခန်းထဲကနေကျွန်တော်ကိုခေါ်တယ်လို့ပြောလိုက်တော့အမေမျက်နှာရုတ်တရက်ဖြူဖန်းဖြူလျော်ဖြစ်သွားတယ်ဘာလို့လဲဆိုဒီအိမ်ကိုပြောင်းမလာခင်တုန်းကဒီမှာနေခဲ့တဲ့ကလေးလေးတယောက်မီးဖို့ခန်းထဲမှာပျောက်သွားခဲ့တယ်ဆိုတာမသိဘူးလားဒီစကားပြီးချင်းမီးဖို့ခန်းထဲကနေဝင်းရီကဲပြီးဘူးလားလို့အသံထပ်ကြားလာတယ်ဝင်းအပြေးနဲ့အမေနောက်ကတ်လိုက်ပြီးအိမ်ထဲကနေအမေနဲ့အတူထွက်ပြေးသွားကြတယ်မနက်မိုးလင်းပြီးချိန်မှာတော့အိမ်ရှိတကားပေါ်မှာစာလုံးနေနဲ့ရေးထားတာတကြောင်တွေ့ရတယ်နောက်တစ်ယောက်လာပြီး